ထိုင်းနိုင်ငံမှာနေထိုင်လို့ရှင်တော့အဓိကကတော့ဘာသာစကားအခက်ခဲလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများနိုင်ငံရောက်ပြီဆိုလို့ရှင်တော့သူ့ရဲ့ဘာသာစကားကိုလေ့လာသင်မှမယ်ပေါ့နော်အဓိကထိုင်းနိုင်ငံရောက်ပြီဆိုတဲ့အခါမှာနေရာကတော့ပတ်ဝန်းကျင်တွေအကုန်လုံးကထိုင်းစကားပဲပြောရတော့အဓိကမြန်မာလူမျိုးတွေအနေနဲ့ဘာသာစကားအခက်ခဲတွေကြုံရနိုင်ပါတယ်ဒီဘူးရခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့နိုင်ငံမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဘာသာစကားအခက်ခဲရှိနိုင်တယ်ဘာလို့ဘာသာစကားလဲဆိုတော့Nelson Mandela ကပြောတယ်လေလူတယောက်သူနားလည်နိုင်တဲ့ဘာသာစကားနဲ့ပြောတယ်ဆိုရင်သူ့အုံနောက်ကိုရောက်တယ်ပေါ့ဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ဒါပြောမယ်ဆိုလို့ရှိရင်သူ့နှလုံးသားထိရောက်နိုင်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ကျမတို့တွေအနေနဲ့သူများနိုင်ငံမှာဖြစ်တဲ့အတွက်ကြောင့်လို့သူတို့ရဲ့ဘာသာစကားကိုတော့သင်ယူဖို့တော့လိုတယ်ပေါ့ဒါကတော့ကျမတို့အရင်ဆုံးကြုံတွေ့ရမယ်စိန်ခေါ်မှုပေါ့နော်နောက်ခါကျရင်တော့ဒီယဉ်ကျေးမှုခက်ခဲလို့ပြောရမလားယဉ်ကျေးမှုခက်ခဲတွေကြတော့သူတို့ကဘယ်လိုပြောရမလဲကျောင်းတဲ့မြန်မာလူမျိုးရဲ့ဇာတ်ရိုင်းနဲ့ထိုင်းလူမျိုးရဲ့ဇာတ်ကမတူအဲ့တော့မတူတဲ့အတွက်ထိုင်းနေရပို့ပြီးတော့နည်းနည်းရှက်တက်ကြောက်တက်တယ်ပေါ့နော်မြန်မာတွေကတော့နည်းနည်းပုံမှန်လည်းပိုရှိမှာပေါ့အဲကြလို့ရှိရင်သူတို့ဒီယဉ်ကျေးမှုအနေထားတွေကလည်းပို့ပြီးတော့အခက်အခဲတွေရှိရပေါ့နော်မြန်မာလူမျိုးတွေကြားမှာကျမတို့ကအိန္ဒိနာချင်းနိုင်ငံဟုတ်တယ်ဗုဒ္ဓဘာသာတိုင်းပြည်ဟုတ်တာချင်းလည်းတူတယ်ဒါပေမဲ့မတူညီတဲ့ဘာသာရေးအလေးအကျင့်တွေထုံးတဲ့နေရှိနိုင်တယ် culture မတူတာတွေလည်းရှိနိုင်တယ်နောက်တစ်ခုကျမတို့ဒီလူမှုတဟဇာတာဖြစ်မှုပေါ့အဲ့ဒါတွေကိုလည်းသူတို့ဘက်ကဘယ်လိုမျိုးတွေကိုကျင့်သုံးနေတာရှိသလဲမိမိတို့ရဲ့ကျင့်သုံးနေတဲ့အယူဆဘယ်လိုမျိုးတွေလဲဒါတွေကိုကျမတို့ချင်းချိန်လုပ်ဖို့လည်းလိုတယ်ဒါကလည်းခုနပြောတဲ့ language ကိုလည်းသိမှကိုယ်တိုင်ကလည်းဖတ်သားလေ့လာထားမှဒါတွေကိုလုပ်နိုင်မှာဖြစ်တယ်ဒါကလည်း challenge တစ်ခုပဲအဓိကထိုင်းနိုင်ငံကိုကျွန်တော်တို့ရွှေ့ပြောင်းလာမယ်ဆိုလို့ချင်းပထမဦးဆုံးကြုံရမှာတော့ဗီဇာအခက်အခဲပဲပေါ့နော်။ဒီဘာသာရေးကတော့ထိုင်းကလည်းဗုဒ္ဓဘာသာနိုင်ငံလို့ပြောလို့ရတယ်ပေါ့နော်။အဲ့ဒီအတွက်ကတော့ပြဿနာတော့မရှိဘူး။နောက်တစ်ခုအရေးကြီးဆုံးကကြတော့ကျမတို့ကသူများနိုင်ငံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ legal status ရှိဖို့လည်းလိုတယ်ရှင်။ဥပမာကျောင်းသားဆိုရင်လည်းကျောင်းသားအလျောက်အလုပ်သမားဆိုရင်လည်း work permit ရှိဖို့ဆိုရင်တောင်မှကိုယ့်ရဲ့အလုပ်ရှင်နဲ့ကိုရထားတဲ့ဒီ card တွေကတိုက်ဆိုင်မှုရှိသလားကိုက်ညီမှုရှိသလားဒါတွေကိုလည်းကျမတို့ထည့်သွင်းစဉ်းစားဖို့လိုတယ်ဒါတွေကလည်း challenge တွေတစ်ခုပဲနောက်တစ်ခုကျမတို့နိုင်ငံကဘာပဲပြောသူတို့ထက်ဆိုင်ရင်အနေငယ်နောက်ကျတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ urban lifestyle နဲ့တဟဇာတာဖြစ်အောင်နေဖို့ဆိုတာလည်းခက်ခဲရှိတယ်ပေါ့နော်ဒါကတော့ကျမတို့ပြောင်းလာတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေပေါ့လေနော်လူမျိုးကြီးကတော့ဒါကတော့အခြေအနေပေါ်မူတည်တယ်ပေါ့နော်ဒီဘက်ကိုရွှေ့ပြောင်းတဲ့သူတွေအများကြီးဖြစ်လာပြီးတော့ဒီစီကံဖောက်တယ်ပဲဖြစ်ပေါ့နော်ဒီထိုင်းလူမျိုးတွေကစူညံတာတွေပါတယ်သူသိမကြိုက်ဘူးလေမကြိုက်စူညံတာတွေလည်းမကြိုက်ဘူးပြီးတော့ public မှာမလုပ်ရဘူးဆိုပြီးတော့တားမြစ်တဲ့ဟာတွေပြီးတော့အတန်စကားတန်တွေကျဲတာတွေလည်းသူတို့ကမကြိုက်ဘူးပေါ့နော်အဲ့လိုဆိုလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်တော့ဒီမြန်မာလူမျိုးတွေနေရာအနှံ့မှာတွေ့လာတာနဲ့အများဒါမြန်မာတွေကစီကံလည်းမရှိဘူးပြီးတော့ထုတ်ထားတဲ့အချက်လက်တွေလည်းမလိုက်နိုင်ဘူးဆိုပြီးတော့ဆိုတော့အဲ့လိုမျိုးအချက်လက်တွေနဲ့ကြာလာလို့ရှိရင်တော့လူမျိုးရေးဒီပြိပခါတွေကဖြစ်နိုင်တယ်ပေါ့နော်ဒါကလက်ရှိတော့မဖြစ်သေးပေမဲ့ပေါ့နော်အချိန်တစ်ခုပါဆိုလို့ရှိရင်တော့ဖြစ်လာနိုင်တယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ်နောက်ထပ်ပြောရမယ်ဆိုလို့ရှိရင်တော့အလောက်ကင်ခက်ခဲတွေပေါ့အဓိကသူများနိုင်ငံမှာလာပြီးတော့နေထိုင်နေဆိုလို့ရှိရင်တော့ဒီနိုင်ငံမှာလှုပ်ရှင်နေဆိုလို့ရှိရင်တော့အဓိကဘာသာစကားခက်ခဲရှိမယ်နောက်က အလောက်ကင်တွေကတော့ပေါ့နော်ထိုင်းနိုင်ငံကနေပြီးတော့ဒီချမှတ်ထားတဲ့နည်းဥပဒေတွေရှိတယ်အဲ့ဒီအတွက်ကိုတော့မြန်မာလူမျိုးတွေလိုက်နာမယ်စီမင်းစည်းကမ်းတွေနဲ့ဒီအလုပ်ရဖို့အတွက်လောက်ကတဲ့လမ်းကြောင်းအခက်ခဲတွေရှိရပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ် Speed Matter ရဲ့ပရိသတ်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ